နဲ့ပန်းလေးထက်ကိုပိုမွေတာချစ်သမီးလေးရဲ့ပါနုနုလေးတွေမှာငယ်ကလေးများရဲ့တီးခြင်းထက်ပိုချိုများတာချစ်သမီးလေးရဲ့စကားလေးများကြားစဉ်ခါဘာကြီးတဲ့ဘယ်သူပဲအရာမနိုင်မရရင်တဲ့ကယရနာတပါအိုနဲ့ဆိုင်ဆုံးချစ်မြတ်တာတရားသမီးလေးသာဟန်စင်ပေးနိုင်ခဲ့တာရင်မစိတ်ဆန်း